အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဟောမလုပ်လေးထပ်ပြောပြပြရမယ်နော်အခုညီမပြောပြမယ်အလုပ်ကိုစိတ်ဝင်စားတဲ့လုပ်ချင်တယ်ဆိုရင်ပေါ့နော်ညီမ comment မှာကြည့်ဖြစ်တာမဟုတ်ပေါ့နော်ဖုန်းဆက်တယ်လာပြီးတော့မင်းများလို့ရပါရှင်ဒီနေ့ညီမအလုပ်လေးထပ်ပြပြပေးမယ်နော်ပထမတနေရာကကျတော့ရလုံးနဲ့ကလေးထည့်အလုပ်လေးဖြစ်ပါရှင်သူကကျတော့လာစား1000လေးတောင်နေ1600ပေးရပေါ့နော်နေရာကကျတော့ဆိုင်နယ်ဘက်မှာရှိတယ်ကလေးကကျတော့9ယောက်ရှိမယ်ပေါ့နော်2နှစ်အရွယ်တယောက်ရှိမယ်ပြီးလို့ရှိရင်3လအရွယ်တယောက်ရှိပါမယ်ရှင်ဒီနေရာကကျတော့အိမ်တိုက်ရှည်တွေလောက်ပေါ့နော်ကလေးတေးသေးလေးကကျတော့ကိုကြည့်ပေးရမယ်ဆိုတော့လေနော်အဲ့ဒါကသူ့အနေနဲ့ကူကြည့်ပေးရပါမယ်ရှက်ကလေးထိန်မှုရဲ့လူတော့ဖြစ်ရမယ်နော်စရဲငင်းနောက်တနေရာကကျတော့လေသူကရေလုံးနဲ့ထမင်းဟင်းချက်နောက်စာ1300ပေါ့နော်နေရာကကျတော့ဒီစင်ထက်ဖက်လာမဆောင်ရဲ့နောက်ပတ်ချမ်းမှာပေါ့နော်တတိ9ယောက်ရှိမယ်အိမ်မွေးလေးဆန်လုံးဝမရှိဘူးပေါ့နော်ဒါပေမဲ့ဒီနေရာကကျတော့မဲတန်း1ယောက်ရှိပြီးသားသူများနဲ့နေနိုင်တဲ့လူတော့ဖြစ်ရမယ်ပေါ့နော်ထမင်းဟင်း1ယောက်ကို3နဲ့ချက်ပေးရပါမယ်ရှင်နော်အိမ်တိုက်ရှည်တွေလုံးပြီးလို့ရှိရင်ပေါ့နော်ဒီနေရာကကျတော့ဒီအဲ့လိုမျိုးအသားငါးတွေမစားတဲ့လူဖြစ်ရပါမယ်ရှင်ဒီနေရာတတိအိမ်ကလုံးဝအသားငါးတွေမစားဘူးဆိုတော့လေနော်ဒါပေမဲ့ကျဥတော်စားပါရှင်နော်တတိနဲ့စရဲငင်းနောက်တနေရာကကျတော့ရေလုံးနဲ့ကလေးထဲလုပ်လို့ဖြစ်ပါရှင်နောက်စာ1300နဲ့1500ထိပေးတဲ့နေရာကကျတော့ဂျလန်စနစ်ဝဆွဲ60ခွန်မှာပေါ့နော်အဲ့ဒါကကျတော့တတိ9ယောက်ရှိမယ်ခွေး2ကောင်ရှိပါမယ်ရှင်နော်မဲတန်းကကျတော့လည်း2ယောက်ရှိပြီးသားသူများနဲ့နေနိုင်တဲ့လူဖြစ်ရမယ်နော်သူကကျတော့ကလေးက1နှစ်နဲ့9လအရွယ်ဖြစ်ပါရှင်အိမ်သက်ရှည်တွေလောက်ကလေးကိုကြီးပေါ့နော်ပြီးလို့ရှိရင်ဒီနေရာကကျတော့မဲတန်းတင်နဲ့အိမ်ရမှာဖြစ်တဲ့သူများနဲ့နေနိုင်တဲ့လူပဲဖြစ်ရမယ်နော်ဒီနေရာကနောက်တနေရာကကျတော့လည်းရလုံးနဲ့ကလေးထဲလုပ်လို့ဖြစ်ပါရှင်လာစား1000လေးတာတင်1500ထိပေးတဲ့နေရာကကျတော့လက်ဖောက်ဆွဲ80ပါပေါ့နော်တတင်9ယောက်ရှိမယ်အိမ်မွေးလေးဆန်မရှိဘူးဒီနေရာကကျတော့ကားမမူတက်တဲ့လူဖြစ်ရမယ်နော်ကလေးကကျတော့3ယောက်ရှိပါမယ်ရှင်9နှစ်အရွယ်တယောက်ရှိမယ်9နှစ်အရွယ်တယောက်ရှိမယ်10နှစ်အရွယ်တယောက်ရှိမယ်ပေါ့နော်ဒါပေမဲ့ကလေးကတော့ကြောင်းသားကုန်ပြီနော်ကလေးကတော့ကြီးကုန်ပြီဘာမှအဲ့လောက်ကြီးတူကြည့်စရာမလိုဘူးပေါ့နော်ဒီနေရာကဒါပေမဲ့အတီကာကကျတော့ဒီနေရာကကလေးကိုထမင်းဟင်းချက်ပေးရမယ်ပေါ့နော်စရဲငင်းပါရှင်နောက်တနေရာကကျတော့ကလေးထိန်တွားကြတော့ဒီဘန်ခုဝန်ပထုမธานีမှာပေါ့နော်အဲ့ဒါကကျတော့တထေး3ယောက်အိမ်မွေးရိတ်ဆန်မရှိဘူးကလေးကကျတော့1ယောက်ပေါ့နော်10လအရွယ်ဖြစ်ပါရှင်ကလေးရဲ့ဝေဝိစာနဲ့ပတ်သက်တာအကုန်လုံးရမယ်ပေါ့နော်ဒီကျန်တဲ့အိမ်သက်ရှည်တွေကကျတော့ကိုကြည့်စရာမလိုဘူးနားရက်4ရက်မနာဘူးစင်တော့ဒီတရ900ပေးရနော်နောက်တနေရာကကျတော့အေးအလုပ်သွားအပြန်ဖြစ်ပါရှင်နော်ငါးစာ1000ခွဲပေးတယ်နေရာကကျတော့ထုံးလေဘက်မှာရှိရနော်တတိ2ယောက်ရှိမယ်အိမ်မွေးရိတ်ဆန်မရှိဘူးအလုပ်ဝင်တဲ့ချိန်ကကျတော့မနေ့9နာရီကနေညနေခင်း6နာရီထိဖြစ်ပါနော်အိမ်သက်ရှည်တွေလို့အိမ်သက်ရှည်တွေလောက်ရမယ်ပေါ့နော်ဒီနေရာကနောက်တနေရာကကျတော့လေလုံးနဲ့ကလေးထဲလောက်လို့ဖြစ်ပါရှင်နောက်စာ1000လေးတာနေ1000ခွဲပေးတယ်နေရာကကျတော့နွန်ထပ်ပူလီဘက်မှာရှယ်တတိ9ယောက်အိမ်မွေးရိတ်ဆန်မရှိဘူးကလေးကကျတော့1ယောက်ပေါ့နော်3နှစ်အရွယ်ဖြစ်ပါရှင်အိမ်သက်ရှည်တွေလောက်နောက်တနေရာကကျတော့လေညီရွိမ်လို့လေးပဲဖြစ်ပါရှင်ဒေါ်လာစာ1000နေရာကကျတော့ဘန်ဘိုထောင်ဘက်မှာရှိတယ်တတိ4ယောက်အိမ်မွေးရိတ်ဆန်မရှိဘူးအိမ်သက်ရှည်တွေပါလောက်ပေါ့နော်အခုဒီမှာပြောနေတဲ့အလုပ်တွေအားလုံးကကျတော့9ရက်4ရက်ရှိပါတယ်မနာဘူးစင်တော့ OT 900ပေးပါနော်အခုပြောတဲ့အလုပ်တွေစိတ်ဝင်စားတဲ့လုပ်ချင်တဲ့ဆိုရင်တော့ကြက်လေ80မိနစ်ဆောင်တက်မှလာပြီးတော့ဆက်မလို့ရပါရဲ့ရှင်အားလုံးမင်္ဂလာပါ